င်္ဂလာပါ Easy Learning မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့လာနဲ့စာရေးစုစကားလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်လူကိုယုံတော့လဲကုံကိုအကျွေးမပေးနဲ့ဒီစကားလေးရဲ့အကျိပ္ပယ်ကတော့ကိုကလူတစ်ယောက်ကိုပေါ့နော်မိတ်ဆွေပေါင်းတဲ့နေရာနဲ့ဘလောက်ပဲယုံကြည်ပစ္စည်းပေါ့ကိုရောင်းတဲ့ကုန်ပစ္စည်းကိုအကျွေးမပေးရဘူးအဲ့လိုယုံကြည်မှုရင်ခံတကူရှိပြီးတော့ကိုကရောင်းတဲ့ပစ္စည်းကိုအကျွေးပေးတဲ့လို့ရှင်ဆုံးရှုံးတတ်တယ်ပေါ့နော်လူတကူထင်တလုံးထင်နေဆိုတာကြထင်ကြီးတာကိုပြောတာပေါ့နော်လူတိုင်းကကိုအနေနဲ့အများထင်ကြီးတဲ့ကြတယ်ချိုးကြတော့လေအလွန်အမင်းပေါ့နော်ကိုငါဒါတော်တယ်ငါဒါတက်တယ်ဆိုပြီးထင်ကြီးတဲ့ကြတယ်ဆိုတဲ့အဓိပ္ပာယ်ပါလောဘကြီးသူစကားချိုဒေါသကြီးသူစကားတို့မောဟကြီးသူစကားယိုတဲ့လောဘကြီးတဲ့သူကကျတော့သူ့လူချင်းနာကိုမရရအောင်အချိုးတက်ပြီးတော့ပြောတတ်တယ်ဒေါသကြီးတဲ့သူကတော့စကားပြောတဲ့နေရာမှာတူတူပြပြဖဲပေါ့နော်မောဟကြီးတဲ့သူကျတော့စကားယိုတယ်ဆိုတာကျတော့မယွင်းဖြစ်တယ်လို့ပြောတာစကားပြောလိုက်တဲ့အခါအမှားများတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်လူဖြောင်းစိတ်တို့လူကြိုစိတ်ကလူဖြောင်းဆိုတာယူသားဖြောင်းမယ်တဲ့သူပေါ့နော်သူပြောတာပါပေါ့လိမ်ညာမရှိတဲ့သူဒီလိုလူမျိုးကစိတ်တူတဲ့စိတ်တူလွယ်တယ်လို့ထင်ရတယ်။ဘာကြောင့်လဲဆိုတော့လူကြိုစိတ်ကောက်အတွင်းထဲမှာကောက်ချက်တဲ့သူတွေကကျတော့အပြင်မှာချိုးတယ်ပေါ့နော်လူတယောက်ပေါ်မှာချိုးတယ်လို့ခံစားရတယ်။လူမှာအကျင့်ပန်းမှာအပွင့်နဲ့ပန်းတွေကသူ့ရဲ့အပွင့်ပေါ်မူတည်ပြီးတော့တန်ဖိုးချင်းကွာသွားတယ်လို့လူတွေမှာလည်းအကျင့်စာရိတ္တကလူတယောက်ရဲ့တန်ဖိုးကိုကဟာတာစီရဲဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်။ဒါကတော့လာနေစာရေးစုစကားလေးတွေပဲဖြစ်ပါတယ်။နောက်ထပ်ဆက်တင်ပေးသွားအောင်မမျိုးဆောင်မျှော်ပေးကြပါဦး။